တောင်းတန်းတော့မချောတဲ့လူရုပ်ဆိုးတဲ့လူဆိုလဲဒီ effect တွေနဲ့ဆိုရင်တော့ချောသွားပြီအဲ့တော့အခု effect တွေနဲ့သုံးတာမလို့ဆွတ်ပြီးတော့လူတွေယုံပြီးတော့အပြင်မှာသွားမတွေ့နဲ့နော်ငါးပါးတွေမောက်ကုန်မယ်တို့ကပဲတော်တော်လေးကိုချောနေတာဒါဆယ်စုနှစ်ကငါလည်းသုံးနေတာပဲဒါပေမဲ့ဒီ TikTok effect နဲ့ဗီဒီယိုမရိုက်ဘူးတော့ပြောပြတာကျွန်တော်တော်တော်လေးကိုမိုက်နေပြီတော်တော်မဟုတ်ဘူးဒီမှာကျွန်တော်ရိုက်နေတာစမ်းနေတာဒီမှာဟိုကင်မရာ effect တွေကကြောက်စရာကြီးဟိုဖုန်းကင်မရာကောင်းဖို့မလို့တော့ effect တွေကဒီကောင်စုလို့ဆိုရဲဒါ iPhone effect တွေဟုတ်တယ်အရင်တည်းကကောင်းတာဟိုဖုန်းကင်မရာတွေရိုက်ဘူးလေကွာအခုလိုမျိုး TikTok effect နဲ့မရိုက်ဘူးအဲ့လိုမျိုးဒီမှာဒါတော့ iPhone design ပေါ့နော် iPhone ကင်မရာနဲ့ဒီ effect တစ်ခုပြောင်းလိုက်ဟုတ်ဒီကောင်ပုံတော်ချောသွားသေးတယ် TikTok effect ကြောက်စရာကြီးဟောချင်းကိုရီးယားမင်းသားလိုတော့ဖြစ်သွားတယ်ဖွေးဥရပါနော် TikTok effect ဘယ်လောက်ကြောက်စရာမကောင်းတယ်ဆိုတဲ့အကြောင်းပြောတာအရင်တော့ကဆိုရင်V10 တွဲတို့ဘာလို့ပေါ့နော်360တို့ V10 တွဲတို့အဲ့ခေတ်တော့ဆိုရင်အဲ့ကင်မရာနဲ့ရိုက်ရင်သူကချော့မော့ငရှင်းတော့ပို့ခွာတယ် TikTok ရတော့ကျွန်တော်မစောဖြစ်ဘူးအခုဘာဖြစ်လဲဆိုတော့ TikTok မှာပါတဲ့ဒီ effect တွေကိုတိတ်ပြီးတော့မသိဘူးအဲ့အကြောင်းအဲ့တော့ဒီနေ့မှာ TikTok effect တွေဘယ်လောက်ဆွမ်းနေဆိုတဲ့အကြောင်းပြောပြမယ်အဲ့တော့ TikTok application ဖွင့်ပြီးတော့သူ effect တွေပါပါဆိုတော့ပြတကယ်ကြောက်ဖို့ကောင်းတယ်နော်ဒီပညာကြီးTikTok ဖွင့်မယ်ပြီးတော့ရှင်အပေါင်းကလေးနှိပ်မယ်နှိပ်ပြီးတော့လို့ရှင်အခုလိုဒါကဒီရိုး effect ပေါ့နော်လူရိုက်အကုန်တည်းကျွန်တော်ပဲမသိရပါဘူးဒါကတော့ရိုးအပါ effect မပါဘူးပေါ့နော်ဒီဘက်မှာရှိတဲ့ effect လေးပြောင်းကြည့်ရင် okay ဒါကိုရီးယားမင်းသားလိုပါလို့ဖြစ်သွားပြီဟိုပုံမှန်တန်းဆိုရင် effect မပါဘူးဆိုရင်ပြမယ်ဒီမှာ effect မပါဘူး effect တက်လိုက်ဟိုမျက်နှာမှာဘာမှမရှိတော့လမ်းထွက်နေအောင်ကြည့်ပါဟိုနှခမ်းလေးဆိုနှခမ်းလေးဆိုလာလို့ရဲသွားတယ်ပေါ့နော်TikTok effect ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတဲ့အကြောင်းပြောတာအရင်တော့ဒါ effect ပြုတ်တာတဲ့ပုံနှခမ်းလေးရဲကိုရီးယားမင်းသားကြာတာနှစ်ခုပြောင်းမိမယ်ညနေမှာဘာမှမရှိတော့ဘူးတော်တော်လှပါပြီနော်ဒီ effect တစ်ခုပြောင်းလိုက်ဟုတ်ဒီကောင်ပုံတော်ချောသွားသေးတယ် TikTok effect ကြောက်စရာကြီးဟောချင်းကိုရီးယားမင်းသားလိုတော့ဖြစ်သွားတယ်ဖွေးဥရပါနော်အမှန် TikTok ဆိုတော့ TikTok အဲ့လိုမျိုးကြီး TikTok က effect တွေသုံးပြီးတော့မှဗီဒီယိုရိုက်ကြတော့ဘာလို့တော့မရှိဘူးသေးတာဒါပေမဲ့အခုမှဒါ TikTok effect ကိုစမ်းပြီးတော့မှဗီဒီယိုတင်ပေးတာသိတယ်လို့တော့များနေပါပြီကျွန်တော်ပဲမသိတာပါအဲ့တော့တော်တော်လှတယ်ဟာတခြား effect တွေသုံးကြည့်တယ်ဟောဘာလဲမသိ Okay effect ကိုတောင်းတာလေခဏလေးကျွန်တော် screenshot လည်းပြလာတယ်ဗောနော်ဟာဟုတ်တယ်ဟာတော်တော်မိုက်တယ် Okayဟုတ်ပါတော့ဒီတိုင်းဆိုရင်တော့မစိုးဘူးတော်တော်ချော့ပြောလို့ရအောင်ကြောက်ဖို့ကောင်း view effect ကိုသွားကြည့်မယ်အများကြီးပဲနော်ကောင်းလေးကြောလေးမိုက်တယ်ရှိကိုကအရင်တော့မသိဘူးအခုမှသိတယ်ဟာတော်လာတယ်မြောက်ကြီးတို့ဘာလို့ကမင်းတကယ်နော်TikTokဆိုတာငါ effect အဲ့လောက်လှမှမသိဘူးအခုဒီမှာကြည့်ဦးမင်းသားလိုပဲ TikTok ရဲ့ effect ပြောတာနော်မင်းသားလိုပဲဖွေးသွားတာပဲနော်ဒီမရောက်ဒီမျက်နှာဘူးတွေပါမရှိတော့နော် effect ကဟာမင်းသားကြတာပဲလုံးဝအစိတ်ညစ်တယ်တကယ် effect ကြီးကကြောက်စရာကြီးဟုတ်ဒါဆိုလည်းကြည့်ဖွေးတာပါဒီလူတော့အသားမဲတယ်ဆိုရင်အသားမဲတာ TikTok မှာမပေါ်တော့ဘူးဒီ effect နဲ့ဆိုတော်တော်ဖွေးသွားပြီကြောက်ဖို့ကောင်းတယ် effect မပါတော့ဒါ effect မပါတော့ဘောနော်အော် sorry ဒါ effect ပါသေးတယ်ဒါ effect မပါတော့ဘောနော်ဒါ effect မပါတဲ့ရုပ် effect မပါတဲ့ရုပ်နော်ဒီဘူးဒီဖက်တွေရှိတယ်ဆိုရင်တော့အများကြီးပေါ်နေလိမ့်မယ်effect ပါတဲ့ရုပ်ဆိုရင်တော့တော်တော်ချောသွားပြီဘူးတွေလည်းပျောက်သွားပြီဝက်ရှန်လည်းမရှိတော့ဘူးတင်းတွေလည်းမရှိဘူးနှခမ်းလေးဆိုနှခမ်းလေးဆိုလာလို့ရဲနေတာပဲအဲ့လိုမျိုးတကယ်ကြောက်ဖို့ကောင်းတယ်နော်ဒီပညာကြီးอ่ะအဲ့တော့စွတ်ပြီးမယုံကြနဲ့နော်ပုံတင်ထားတယ်ဆိုပြီးစွတ်ပြီးမယုံကြနဲ့အဲ့ဒါပြောချင်တော့